ကျွန်တော်18ရက်ဂျာတာပရိနေ့ပေါ့နော်18ရက်နေ့ဂျာတာပရိနေ့တော့ကတော့ကျွန်တော်တို့ဒီရှာထားသမျှတွေမှာတော့ကျွန်တော်3ပရိတ်တွေ့ထားတယ်ပေါ့နော်3ပရိတ်ကိုနော်ဘာလို့လဲဆိုတော့ဒီမိတ်ဆွေတို့သိမှာပါအဲ့လိုဆိုတနေ့တည်းပရိတ်ညီကိုကြားထားတယ်ဆို4-3ပရိတ်4-3ပရိတ်ဆို8-5နဲ့9-5တရက်တည်းကြားထားတဲ့အတွက်ကြောင့်အဲ့ဒီပရိတ်က3ပရိတ်နဲ့4ပရိတ်ကနောက်ရက်ဒီမှာပြန်ဆင်းတယ်ပေါ့နော်နောက်ရက်ဒီမှာပြန်ဆင်းဆိုအဲ့ဒီမှာကျွန်တော်က3ပရိတ်ကိုတွေ့ထားတဲ့အတွက်ကြောင့်ဒါ3ပရိတ်ကကိုရင်နဲ့အနည်းဆက်ဆုံးပေါ့နော်အနည်းဆက်ဆုံးမှာအမကီးကလည်း385ကီးပေါ့နော်385ဒီလိုဇောင်းပေါင်းတော့ပေါ့နော်ဇောင်းပေါင်းဆိုပြီးခဲ့တဲ့အပတ်ကတည်းကကျွန်တော်ဇောင်းပေါင်းတာအဲ့ဒါတွေကမှန်လာတာပေါ့နော်ပြီးတော့အဲ့မှာက385ပရိတ်385ကီးပေါ့နော်385ကီးကို93ညအချိန်နဲ့ကျွန်တော်တွေ့ထားတဲ့အတွက်ကြောင့်ဒီ93ညအချိန်ကလည်းမနက်ဖြန်ကျရင်သူ့နဲ့တွဲမလားပေါ့နော်တွဲမယ်ဆိုရင်တော့ကျွန်တော်ကတော့အကြိုက်ဆုံးတော့30တော့ကိုတော်တော်ကြိုက်တယ်မနက်ဖြန်အတွက်ကို30တော့ကိုတော်တော်ကြိုက်တယ်ဘာလို့လဲဆိုတော့30ကmain ကွက်ဖြစ်နေတာပေါ့နော်3 break လည်းဖြစ်တယ်ပြီးတော့လည်း4 break ထဲမှာ86တို့31တို့ပါတာပေါ့နော်ဒါတွေကလည်းကျွန်တော်တို့ဒီမထိုးမပြထိုးရမယ်ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့စိန်ရှူငွေကီးထဲမှာလည်းစိန်ရှူငွေကီးထဲမှာလည်းပါလဲဆိုတော့ဒီကီးလေးလုံးက3လုံး4လုံးကပါနေတဲ့အတွက်ကြောင့်ကျွန်တော်ဒီကီးနဲ့ညှိပြီးတော့ခြေထားတာဖြစ်တယ်အမှ main ကိုကျွန်တော်3ခွက်ယူပေးထားတယ်ကျန်တာကိုတော့အရင်ပေါ့နော်ဒီကျွန်တော်ဟိုတနေ့ကတင်ပေးတဲ့1-2-4ခွန်အခွေကဒီ80ထွက်ထားတဲ့အတွက်ကြောင့်အဲ့သူ့ရဲ့နောက်အပင်မှာဒါမွေးရမယ်ဒီလုံးအခွေပေါ့နော်အပူပါခွေအပူပါထက်ခွေရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့ဒါပေမဲ့အပူကထွက်ခဲ့ပါတယ်2-4တို့2ခွန်တို့1-4တို့အဲ့ဒါအထွက်များတယ်ပေါ့နော်53ညပရိတ်ကလည်းရှိသေးတယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဂျာတာပရိနေ့အရင်ဘက်ကဂျာတာပရိနေ့ထွက်ထားတဲ့ထိတ်ပေါ့နော်ဂျာတာပရိနေ့တောက်ကြနေ့မှာထွက်ထားတဲ့ထိတ်ပေါ့နော်တနေ့တည်းထွက်ထားတဲ့ထိတ်ရင်ပေါင်းတာ53ညပရိတ်မထွက်သေးဘူးအပိတ်ရင်ပေါင်းတယ်4-9ပရိတ်4ပရိတ်ဒီကြာထားတယ်နော်53ညပရိတ်အဲ့ဒါအပတ်တိုင်းပေါ့နော်အပတ်တိုင်းကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီ53ညပရိတ်က53ညအချိန်မနေ့ပြန်ကြတော့3ညတစ်လုံးက9ရီကကြာတယ်တိုက်ကြာထားတဲ့အတွက်ကြောင့်အဲ့လိုဖြစ်နေတယ်ပြီးတော့ဒီလိုကဏ္ဍနှလုံးထောင်ထားတယ်ဆိုလို့ရှိရင်သူကနောက်နှလုံးပေါင်းနောက်နှလုံးထောင်ထားတယ်ဆိုလို့ရှင်းနှလုံးပေါင်းအဲ့ကောင် break ပြန်ဆင်းတယ်ဆိုတော့ဒီမှာလဲ4 break ဒီမှာလဲ3 break ဒီမှာလဲ4 break ဒီမှာလဲ3 break 4 break ကကျွန်တော်တို့ကြာထားတဲ့အတွက်ကြောင့်ဒီရက်မှာကြာမလားဆိုတော့ဒီမနက်ပိုင်းကိုကျွန်တော်ကတွေ့ထားတာက12နာရီမနက်ပိုင်းမှာတွေ့ထားတာကတော့ကျွန်တော်ဒီကီး2ကီးပေါ့နော်ဒီ4လုံးခွေနဲ့3လုံးခွေနဲ့2ကီးကိုဒီ3.5အချိန်ရလည်းရှိထားတယ်ဆိုတော့3.5အချိန်ရလည်းရှိထားတယ်ဆိုတော့ပြီးပြီပေါ့ဗျာဒီ2 4 6 8ခွက်ထဲပေါ့နော်8ခွက်ထဲအဲ့မှာကျွန်တော်တို့ဒီ3ခွက်ကို main တင်ထိုးမယ်နော် main တင်ထိုးမယ်ဒီ5ခွက်ကိုတော့အရန်အနေနဲ့ထိုးမယ်ဆိုတော့ဘာလို့ထပ်ပြီးတော့ရန်မလဲဆိုတော့1-4ခွန်ကိုကျွန်တော်မနှက်ဖြန်ကြလို့ရှိရင်ဘယ်လိုကြမလဲပေါ့နော်1-4ခွန်အခွေရမနှက်ဖြန်ကြဘယ်လိုကြအဲ့1-4ခွန်အခွေရလဲကျွန်တော်လည်းကြိုက်တယ်ဆိုတော့အမှက3ပရိတ်ထဲမှာ1-2တို့နော်3ပရိတ်ထဲမှာဗာထည့်ထိုးရမယ်ဆိုတော့1-2ထည့်ထိုးရမယ်ရှစ်ပရိတ်က1ခွန်နော်ဒါကတော့ပျောက်နေတဲ့ခဏန်းလေးတွေပေါ့ဗျာ1ခွန်နော်နောက်တော့1-4 2-4ဒါပဲကျန်တာတော့ဒီထဲမှာအခွေထဲမှာကျွန်တော်အဲ့ဒီ4လုံးအကြိုက်ဆုံးပေါ့နော်ကဲတကယ်ချင်းမိတ်ဆွေတို့မနှက်ဖြန်ကြတော့အောင်မြင်ပါသည်နော်စင်ပြီးကံကောင်းနိုင်ကြပါသည်နော်ဆိုတော့ကျွန်တော်တို့က4 break
4 break 3 break နော်ဒါပါပဲ30ကို main တင်ထိုးပါဗျာနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်